ပဲစနစ်ပဲကမ်းမှရှင်နေပြီဟာမြင်လိုက်တာထပ်ပြေးအောင်မြင်လိုက်တာခုနမှပြေးရခုပေးပြီးတဲ့ထပ်ပြေးအောင်မောတယ်ဟာခဏလေးပဲရှိသေးအောင်နေနိုင်ဝက်ပဲနိုင်ဝက်တောင်ရှိသွားတာကိုစိန်ပြောင်းနိုးပြီးလား morning ကိုစိန်ပြောင်းဒီနေ့ကျတော့ကိုစိန်ပြောင်းအစောကြီးတွေပါထားလို့နှလုံးခုန်မြဲအရင်လိုပြေးနိုင်တော့အသက်ကတော်တော်ကြီးပြီဆိုတော့ morning ဒီနေ့ကျစောစောစီးစီးနိုးလို့ပါလားမင်းသွေးဖြစ်သွားပါဒီနေ့ကျစောစောစီးစီးနိုးလို့ပါဖိုက်ခွဲထားလို့အဲ့ဆို short ပြေးတော့ကြထပ်ပြေးလို့မပြောတော့ပါတော့ကြကိုပါအမှုပတ်နေထိုင်တာကြားနေလား9နိုင်ခွဲကစလွင်ပုံမှန်ပဲဒီ9နိုင်ခွဲစလွင်နားပြီးထပ်ပြေးရမပြေးနဲ့တော့ကြအိမ်မှာအမှုပတ်နေဟုတ်ပြေးရပါ9နိုင်ခွဲစလွင်နေတိုင်း9နိုင်ခွဲစလွင်ဒီနေ့ကျစောစောစီးစီးနိုးလို့နင်းမယ်ခဏချွတ်ကြကြည့်ပါလားဘာလို့မို့လဲအားလုံးမို့လဲပြီးမှဗာလဲပြရမယ်ချွတ်ပြချို့လေပါကွာလဲလို့ဘာမှမကွာပါညမှန်တက်တာလည်းမတက်တာပါကွာလည်းမသိဘူးမတီဒီနေ့ကျစောစောစီးစီးနိုးလို့ပါလား morning နေ့ကျစောစောစီးစီးနိုးလို့ပါပြီးရင်ကိုစိန်တောင်ပြီးရင်ချွတ်ပြ morning ပြီးရင်ချွတ်ပြရမယ်ညမှန်ချို့လဲဒီရက်ဝယ်ညမှန်ချို့လဲဒီရက်ဝယ်ညကအစောကြီးအိတ်သွားတာမလို့အိတ်နေရတွေ့ရလားလာချောင်းကြည့်ရခဏမတို့အိတ်နေရောပြည့်ပြောဟိုကမရှိတော့ကိုမိုက်ကယ်မရှိတော့မတ်တယောက်လေလက်ဆောင်တစ်တွေထွက်နေရတီးနဲ့တူနေရလားဟုတ်ပါဘူးသူမနေပါဘူးမတ်တီဖမ်းမိတယ်ရတယ်သိလို့လားခုနကမပြောပေါက်တာဘယ်နှပေါက်လဲ6ပေါက်ရှိတယ်6ပေါက်လား5ပေါက်လားမသိဖောက်တာတပေါက်မှမပေါက်ဇက်တိုက်ကိုမပေါက်တာနော်ကြည့်ရောပေါက်တယ်ဇ
တိုက်ကြီးတစ်ပေါက်လောက်ပေါက်ရင်တော့တော်သေးတယ်တစ်ပေါက်အောင်မပေါက်ကျင်းနဲ့လိုက်တာတော်ကိုစိန်ပြောင်းလည်းမပေါက်ဟုတ်တယ်လက်ဆောင်တစ်တွေထွက်နေတယ်အမတည်ခုနတရားတယ်လားမသိဘူးမိုက်တယ်နော်တရားတယ်ဘာမှတော့အမဖတ်တော့ပါနမဲရတယ်အေးကလာပါရှင်ဒီမှာစစ်ချဝဲကမ်းပါရှင်ရှင်းပြကောင်းတယ်ဒါပေမဲ့စက်ခွန်ဝဲကမ်းပါရှင်အန်ဒီလေးဝဲကမ်းပါရှင်